အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်မနေ့ကပြီးဆုံးသွားလဲကျွန်တော် group ABC လေးတစ်ချက်လောက်ကြည့်လိုက်ရအောင် group A မှာ Mexico နဲ့ South Africa အုပ်စုပါတူနဲ့တက်သွားပြီးတော့ကိုရီးယားတော့ -1 နဲ့တတိယအကောင်းဆုံးမျော်လင့်နေတယ်နော်ချက်ကို Mexico ကမနိုင်ဘူးလို့ထင်ပေမဲ့တော်တော်ကိုဖိဖိစီစီကစားသွား Mexico ကနော်ပေးကိုတော့တစ်လုံးပဲရှိတယ်နော် South Africa ကလည်း South Korea ကို1-0နဲ့ကတ်နိုင်သွားတယ်ကျွန်တော်မနေ့ကထင်တဲ့အတိုင်းပဲသေရထင်တာကျွန်တော်တို့အသေးအတန်ပဲကြည့်လိုက်ရတယ်โอเคအုပ်စု B လေးကြည့်လိုက်တော့ဆွစ်ဇာလန်နဲ့ကနေဒါအုပ်စုပါတူတက်သွားပြီးတော့ဘော့စနီးယား၄မှတ်နဲ့တတိယအကောင်းဆုံးမျှော်လင့်လို့ရတယ်နေထားတော်တော်ကောင်းသွားပါပြီဘော့စနီးယားကာတာ3-1နဲ့ကန်သွားပွဲတော်တော်ကောင်းတယ်ပြောရမယ်ဆွစ်ဇာလန်ကလည်းအရှင်အုပ်သွားနော်2-1နဲ့ဂရုစီမှာဘရာဇီးကစကော့တလန်မညာပါဘူး3-0နဲ့ကလင်းရှစ်သက်ဆောင်သွားတော့မိုရိုကိုကဒီနေ့ဟီတီတော့တော်တော်ကောင်းလာတယ်ပြောရမှာနော်ဟီတီက4-2ဆိုတဲ့အနေထားမိုရိုကိုတော့လိုက်ကန်နိုင်ဆိုတော့မစိုးလို့တော့ပြောလို့ရနော်ကျွန်တော်ဒီနေ့မှာဗာပွဲတွေရှိတယ်ဆိုတော့ group DEF တွေကြည့်လိုက်ရအောင်ခုစမှာတော့ group E ရပဲစလိုက်မယ် group E မှာ Germany Ivory Coast Ecuador ပြီးတော့ Curacao ဒီပွဲတွေမှာ Curacao က Ivory Coast တော့ရှင်ဖို့ကတော့မလွယ်ဘူး Germany ပွဲကတော့ Ecuador ကရှင်ပေပါမလား Ecuador ဘာပြောမစိုးနော်နောက်တန်းတောက်တယ်ဆိုတော့ Ecuador နိုင်မှကိုတက်မှာဗျခြေနေကမကောင်းဘူး Okay ကျွန်တော်တို့ Curacao နဲ့ Ivory Coast ပွဲစဉ်လေးရင်ဦးဆိုသွားလိုက်ရအောင် Curacao က Germany ပေးကိုများထားပေမဲ့သူက Ecuador ကိုကတ်ဂိုးနဲ့ရှုံးထားဆို Ivory Coast ရှင်နိုင်ပါမလားဒီနေ့နေထားရတော့ဘာပြော Ivory Coast လည်းဒီနေ့မှမစိုးဘူး Germany တော့2-1နဲ့ကန်ထားနေထားဆိုတော့ကျွန်တော်ဒီပွဲတော့ Ivory Coast 2-0ဆိုတဲ့နေထားနဲ့နိုင်ရရှိရမကြောပွဲစဉ်ခန့်မှန်းလိုက်ပါတယ် Ecuador နဲ့ Germany ပွဲစဉ်တွေသွားရအောင် Ecuador ဒီပွဲနိုင်မှတက်မယ် Germany ကသေကြလည်းမဖြစ်ဘူးဘာဖြစ်ရှုံးနေဘာမှဖြစ်ဆိုတော့ Germany ကဒီပွဲကိုတရေလောက်ကန်မလားမထင်ပဲကျွန်တော် Germany ကို2-1ဆိုတဲ့နေထားနဲ့ပွဲစဉ်ခန့်မှန်းလိုက်ပါတယ်ဗျာ Okay ကျွန်တော်တို့အုပ်စု F လေးသွားလိုက်ရအောင်ဒီအုပ်စုကလည်း Netherlands Japan Sweden Tunisia လွဲပြီးတော့3သင်းလို့မျှော်လင့်ချက်ရှိတယ် Tunisia Netherlands ပွဲစဉ်နဲ့အရင်ဆုံးသုံးသပ်ကြည့်အောင် Tunisia တော်တော်ပေးကိုမှလောင်8-9တိတော့ပေးထားနော်တော်တော်ခက်ဆူဆူပဲ Japan လောင်ရှုံးတဲ့အနေထား Netherlands ဒီပွဲအနိုင်ကန်မလားနိုင်တော့ကန်မှာအုပ်စုပအနေထားကိုရောက်ရှိမယ်ဆိုတော့ Netherlands လည်းဒီပွဲမှာ3-0ဆိုတဲ့အနေထားနဲ့နိုင်သွားမယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာ Japan နဲ့ Sweden ပဲ Japan ကလည်းရှုံးပွဲမရှိဘူးเนาะတေးတပွဲအနိုင်တပွဲနဲ့ဆိုတော့ Sweden ကိုဒီနေ့သိန်းတို့တေးကန်လိုက်တော့မျှပြီးတော့ Sweden နဲ့တက်သွားမယ် Japan နဲ့တက်သွားမယ်ဘာပြောဒီပွဲစဉ်ကတော့ရှုပ်တဲ့အနေထားတစ်ခုမှကျွန်တော်ဒီပွဲတော့ Japan ဂိုးကတ်လေးနဲ့2-1ဆိုတဲ့အနေထားနိုင်သွားမယ်ပွဲစဉ်ခန့်မှန်းလိုက်ပါတယ်ဗျာ Okay Group D လေးသွားလိုက်ရအောင် Group D မှာ USA Australia Paraguay Turkey တွေနဲ့တော်တော်ညံ့တယ် Turkey တွေတော်တော်ညံ့တယ် Paraguay နဲ့ Australia ပွဲစဉ်လေးအရင်ဆုံးသွားလိုက်ရအောင် Paraguay ကလည်းမစိုးလို့တော့ပြောရမှာเนาะ3မှတ်နဲ့ဆိုတော့ Australia နဲ့တေးကန်လိုက်လေသူကလည်း4မှတ်ဆိုတော့နေထားကောင်းမှနေထားတော့ဒီပွဲစဉ်ကတော့ Paraguay ဂိုးကတ်နဲ့နိုင်သွားတော့ Australia နှုတ်ဆက်ရမယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာမထင်မှတ်တဲ့ရလိုက်လေတဲဆောင်သွားမလား Paraguay နဲ့ Australia တကိုးတေးကြမယ်ပွဲစဉ်ခန့်မှန်းလိုက်ပါဗျာ Okay နောက်ဆုံးပဲ Asian USA နဲ့ Turkey ပွဲစဉ်တွေသွားလိုက်ရအောင် Turkey ကတော့မျှော်လင့်ချက်မရှိလောက်ပါပဲနေထားအသိမလားတော့ USA တို့လည်းအုပ်စုတက်ဝိုင်းဆိုတော့ဒီနေထားမှာ USA က Turkey ကိုဂိုးကတ်လေးနဲ့ပဲ2-1ဆိုတဲ့နေထားနဲ့ကတ်နိုင်မယ်လို့ကျွန်တော်ပွဲစဉ်ခန့်မှန်းရင်းနဲ့ငွေညတော့အားလုံးဒီနေရာနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုစိတ်နှပြကြမှာကြပါစေ